အားလုံးပဲမင်္ဂလာပါရှင်။ TND Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမတို့တွေကျန်းမာရေးကောင်းမွန်စေဖို့ဆိုရင်နေ့စဉ်စားသောက်နေတဲ့အစားအစာတွေကနေပြီးတော့အာဟာရဓာတ်နဲ့ဗီတာမင်တွေပြည့်ဝနေဖို့အရေးကြီးပါတယ်ရှင်။ဒါကြောင့်ဒီနေ့မှာတော့ကျမကအိမ်တိုင်းမှာလွယ်ရနိုင်ပြီးတော့စားလို့လည်းအရသာရှိတဲ့ကစွန်းရွက်ရဲ့ကျန်းမာရေးကြိုးကျေးဇူးတွေကိုမျှဝေပေးသွားမှာပါရှင်။ပထမဆုံးတစ်ချက်ကတော့ကိုလက်စထရောကိုလျှော့ချစေခြင်းပဲဖြစ်ပါတယ်ရှင်။ကစွန်းရွက်ကိုစားပေးခြင်းကတွေးတွင်းကမကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးပြီးတော့ကိုအလေးချိန်ကိုထိချုပ်ရမှာလည်းများစွာကူညီပေးပါတယ်ရှင်။နောက်ထပ်နံပါတ်2အချက်ကတော့အသေးချမ်းမရေးကိုကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ကစွန်းရွက်မှာဓာတ်တို့ဆန့်ကျင်အာနိသင်များပါဝင်တာကြောင့်အသေးတွေကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးတော့အသေးကိုတန့်ရှင်းကျန်းမာစေပါတယ်ရှင်။နံပါတ်3တွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်းကစွန်းရက်မှာတန်တက်တွေပါဝင်တာကြောင့်တွေးနေဦးဆဲထုတ်လုပ်မှုကိုအားပေးပြီးတော့တွေးအားတွေလည်းကောင်းမွန်စေပါတယ်ရှင်နံပါတ်4အစာကြေကောင်းစေပြီးတော့ဝမ်းမှန်စေခြင်းကစွန်းရက်မှာအမြင့်တက်များစွာပါဝင်တာကြောင့်အစာကြေစနစ်ကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်ရှင်နံပါတ်5အချက်ကတော့မျက်စိအားကောင်းစေခြင်းပဲဖြစ်ပါတယ်ရှင်ကစွန်းရက်မပါရဲ့ဗီတာမင် A နဲ့တခြားဓာတ်တွေကမျက်စိကျန်းမာရေးကိုကောင်းမွန်စေပြီးတော့မျက်စိပြဿနာများကိုလည်းလျှော့ချပေးပါတယ်ရှင်။နံပါတ်6ကိုယ်ခံအားကိုမြင့်တင်ပေးခြင်းကစွန်းရက်မှာဗီတာမင် C ပါဝင်မှုကြောင့်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုပိုမိုတိုးတက်ကောင်းမွန်စေပါတယ်ရှင်။နံပါတ်9နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ကစွန်းရက်ကကိုလက်စထရောလျှော့ချစေခြင်းကြောင့်တွေးကြောပိတ်ခြင်းနှလုံးရောဂါလေဖြတ်ခြင်းတို့ကိုလည်းများစွာကာကွယ်ပေးနိုင်ပါတယ်ရှင်။နံပါတ်10ကြောက်ကက်နဲ့စီးစနစ်အတွက်ကောင်းမွန်ခြင်းကစွန်းရက်ကရေဓာတ်များပါဝင်တာကြောင့်စီးထွက်မှုကိုအားပေးပြီးတော့ကြောက်ကက်ရဲ့လှုပ်ဆောင်မှုကိုကူညီပေးပါတယ်ရှင်။ကဲနောက်ဆုံးတစ်ချက်ကတော့ကျမတို့ရဲ့အရေးပြားတွေကိုကျန်းမာစေခြင်းပဲဖြစ်ပါတယ်ရှင်။ကစွန်းရက်မှာပါဝင်တဲ့အာဟာရဓာတ်များကြောင့်အရေးပြားဆဲအတစ်တွေပြန်လည်ဖွဲ့စည်းစေပြီးတော့အမာရွေးနဲ့အနီးဆက်တွေကိုလျှော့ချပေးနိုင်ပါတယ်ရှင်။ကဲဒါပေမဲ့တငယ်ချင်းလေးတွေတစ်ချက်တော့တတိပြုပေးပါနော်။ကစွန်းရွက်ကိုအလွန်အကျွံစားသုံးမယ်ဆိုလို့ရှိရင်တော့ဝမ်းနူးခြင်းတွေဖြစ်နိုင်တာကြောင့်နှစ်မျှတစာပဲစားသုံးပေးဖို့လိုအပ်ပါတယ်နော်။ဒါကြောင့်တငယ်ချင်းတွေရဲ့နေ့စဉ်စားသောက်မှုတွေမှာကစွန်းရွက်ကိုထည့်သွင်းစားသုံးပေးခြင်းကကျန်းမာရေးအတွက်အလွန်အသုံးဝင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်လို့ရှိရင် like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။နောက်ထပ်ကျန်းမာရေးဘူတူတာတွေကိုလည်းဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။တငယ်ချင်းများအားလုံးလည်းကျန်းမာရေးတွေကောင်းမွန်ပြီးတော့တာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။